Hello မင်္ဂလာပါအခုရောက်နေတာကတော့ဟူးဆိုတဲ့မြို့ဟောင်းလေးပါနော် BNN နိုင်ငံကဟူးဆိုတဲ့ UNESCO ဝင်ထားတဲ့မြို့ဟောင်းကနန်းတော်ဟောင်းလေးကိုရောက်နေတာပါရှင်Bởi những hoạt động mỗi bữa giờ mai move tên rồi à? Giờ mai move tên một. Còn xong. Đây à mà sao đây? Ê nè vậy là ê khả hả thì mà crown này karate nè okay ồ trên video ra lại mà see cool bây giờ mai move bên rồi ạ However you want, like queen. I like that. I don't know. I'm not sure. Maybe she'll direct it. Đó, mà nó đã bộ ra bộ ta lâu thả nó không mà chả mà đấy và cha khỏi ra mà là được Swear, so you're dead. Or maybe you can get it.ဒီနန်းတော်ကဆိုလို့ရှိရင်1993ခုနှစ်ထဲက UNESCO အတိအမှတ်ပြုစာရင်းဝင်ထားပြီးသားပါเนาะဒီဟူးဆိုတဲ့မြို့လေးမှာလက်ပတ်ဆရာကနန်းတော်တွေအပြင်တခြားနေရာတွေလည်းရှိသေးတယ်အခုရိုက်ပြထားတဲ့နေရာတော့နန်းတော်ဟောင်းရှိတဲ့နေရာမှာပါเนาะအရန်ကိုလှပါတယ်သူကအဲ့ဒီကနေတဆင်သူအထဲမှာပေါ့နော်ပြိုပြက်နေတဲ့ဘုံကြည်စံစစ်ပွဲကြောင့်ဘုံကြည်စံမိထားပြီးပြိုပြက်နေတဲ့နေရာတွေလည်းတွေ့ခဲ့ရပါတယ်အများစုကတော့သူတို့ပြုပြင်ထားတဲ့ထိမ့်သိမ်းထားတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်သူတို့ရဲ့ရိုးရာပေါ့တရုတ်ဖတ်သွားတယ်တရုတ်ရိုးရာနဲ့နီးစပ်တဲ့အယောင်သုံးတာတွေပကြီးတွေနောက်သူတို့ရဲ့ပန်းကနုတ်ကလေးတွေကအစားတရုတ်ဖက်ကိုနွယ်ပါတယ်ဒီနေရာကိုအခုရောက်နေတဲ့နေရာကိုလဲပတ်ဖို့အတွက်အချိန်3နာရီလောက်ကြာအောင်လဲပတ်ရတယ်ဒီထဲမှာတစ်ဆောင်ကူးအဆောင်တစ်ခုနဲ့တစ်ခုကိုကူးတာကနေပူတယ်ပေါ့နော်နေအရန်ပူတော့အုတ်ထုပ်တို့ထီးတို့တည်သွားစေချင်ပါတယ်ကိုလေးသွားတဲ့အချိန်ကနေပူတဲ့အချိန်ဖြစ်နေလို့ပါပေါ့နော်အဲ့ဒီကနေပြီးတော့လေးလာပြီးနောက်တနေရာတွေသွားလို့ရသေးတယ်ဒီမြို့ဟောင်းမှာ4-5နေရာလောက်လည်းပတ်လို့ရပါတယ်အမှန်ဆိုလို့ရှိရင်ဒီမြို့ကိုလည်းပတ်ဖို့အတွက်တညအိတ်သွားတဲ့နဲ့ကျမတို့ကဒါနန်းမှာအခြေပြုပြီးတော့တဲရာနေဒီဘက်တခြားနီးစပ်ရာမြို့ကိုကူးတာဆိုတော့အသွားပြန်3နာရီအသွား3နာရီအပြန်3နာရီအချိန်ပေးပြီးကားစီးခဲ့ရတယ်အဆင်ပြေတယ်ဆိုလို့ရှိရင်တညအိတ်နားပြီးတော့မှလဲပတ်ရင်လူကြီးပါတယ်ဆိုရင်တော့အဲ့လိုမျိုးလဲပတ်တာကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်လူငယ်တွေအနေနဲ့ကတော့ကူးလို့ရပါတယ်ညာမိုးချုံမှနောက်တစ်မျိုးပြန်ကူးရတာလည်းအဆင်ပြေပါတယ်အနေနဲ့လည်းမရှိပါဘူးเนาะသူတို့မှာအသွားဆိုလို့ရှိရင် expert ကားတွေရှိပါတယ်အပြန်ဆိုရင် expert တွေကအသွားပြန် booking လုပ်ရင်လုံးမလုပ်ရင်အပြန်အတွက်ကျရင် expert ကားတွေကမရှိတတ်တော့ဘူးသူတို့ကနောက်ထပ်ရှေ့တစ်မျိုးထပ်ကူးတာများတာဖြစ်တဲ့အတွက်ဒါပေမဲ့
Grab လိုမျိုးစုပေါင်းဆက်ပေါင်းစီးတဲ့ကားလေးတွေရှိတယ်အဲ့ဒီကားလေးတွေကို booking လုပ်လို့ online ကနေ booking လုပ်လို့ရပါတယ်เนาะ look တို့ trip တို့ကနေပြီးတော့ဒီကအပြန်အတွက်ကဒနန်းကိုပြန်ဆင်းမဲ့ကားလေးတွေကိုဟူးမြို့ကနေဒနန်းကိုပြန်ဆင်းမဲ့ကားလေးကို booking လုပ်လို့ရပါတယ်အခုပုံထဲမှာမြင်တွေ့နေရတော့ဂူဘိတ်မန်မှာဘယင်သူတို့ဘယင်တွေကိုမြုပ်နှံထားတဲ့ဂူဘိတ်မန်လို့ခေါ်တဲ့နေရာပါဒီမြို့ဟောင်းမှာဂူဘိတ်မန်3ခုလောက်ရှိပေမဲ့အခုသွားထားတဲ့နေရာဂူဘိတ်မန်ကတော့လူအများစုသွားလာတဲ့နေရာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာလဲတော်တော်လေးကိုကြောင်ကြတယ်အထဲတော်တော်ဝင်ရတယ်လူပြတ်တဲ့နေရာပါเนาะကျမတို့ကတော့တနေရာနဲ့တနေရာကို Grab နဲ့ကူးပြီး Grab ကိုတစ်ခါ Grab ကားကိုတစ်ခါတည်းစောင့်ခိုင်းပြီးတော့ပြန်ဆင်းကြတာပါဒါကအပေါ်တက်ကုန်းနေရပါအမြင့်ကြီးမှာရှိပါတယ်သူတို့ဘယင်မင်းဆက်တွေပေါ့နော်၄နေရာလောက်တော့ရှိတယ်ဘယ်မင်းကိုဘယ်မှာမြုပ်ထားတယ်ဆိုတာမျိုးပေါ့နော်အခုနေရာဒါသူတို့ရဲ့ဂူဘိတ်မန်ပါမင်းတွေကိုမြုပ်နှံထားတဲ့မင်းဆက်တွေကိုမြုပ်နှံထားတဲ့ဂူဘိတ်မန်ဖြစ်ပါတယ်အဲဒီမှာသူတို့ရဲ့အလေးအထားတွေရိုးရအလေးအထားတွေမြင်နိုင်တယ် ဒါပေမဲ့တောင်တွေပဲတက်ပြီးပြန်